ထိုလူသည်ရေခဲကံမှပြန်လည်နိုးထလာခဲ့ပါတယ်သူသည်မိပုံဖေးတွင်နှွေးထွေးအောင်ထိုင်လိုက်တော့လဲချမ်းနေစေဖြစ်ပါတယ်ထို့နောက်သူအသက်ပြင်းပြင်းရှူလိုက်တဲ့အခါနှွေးထွေးသောစီးကြောင်းတစ်ခုသူ့ခန္ဓာကိုယ်ထဲသို့စီးဝင်လာပါတယ်သူ့ခန္ဓာကိုယ်သည်နောက်ဆုံးတွင်နှွေးထွေးသွားတော့လဲမိသည်ချက်ချင်းပင်ရေခဲအဖြစ်အေးခဲသွားခဲ့ပါတယ်မကြမီတွင်သူ့ကြောင်းသို့ပြန်သွားပြီးအရာအလုံးပုံမှန်အတိုင်းပြန်ဖြစ်သွားသည်ကိုခန်းစားလိုက်ရပါတယ်ရုတ်တရက်သူပြန်အေးလာပြီးသူ့တငယ်ချင်းကသူ့ကိုဆရာဝန်နဲ့ပြသရန်အကြံပေးခဲ့ပါတယ်ဆရာဝန်ကသူ့ကိုယ်အပူချိန်ကိုတိုင်းတော့အခါသူ့ကိုယ်အပူချိန်သည် -40 ဒီဂရီစင်တီဂရိတ်အထိနှိမ့်ကျနေတာကိုတွေ့ရှိခဲ့ပါတယ်အော်သွားသောဆရာဝန်ကသူ့နှစ်ဖူးကိုထိရန်လက်လန်းလိုက်သည့်တစ်ချိန်တည်းမှာပဲထိုလူ၏တကူလုံးအလုံးပူလာခဲ့ပါတယ်ဆရာဝန်ကလက်ကိုအမြန်ပြန်ရောက်လိုက်ပြီးထိုလူ၏ခန္ဓာကိုယ်လည်းလျင်မြန်စွာပြန်ကောင်းလာခဲ့ပါတယ်အိမ်ပြန်ရောက်ပြီးနောက်သူ့ရီစာရေချိုးနေသည်ကိုသူတွေ့သွားခဲ့ပြီးသူပြေးသွားကရေချိုးခေါင်းကိုထိလိုက်ပါတယ်ချက်ချင်းပင်ရေချိုးခေါင်းသည်ရေခဲအဖြစ်သို့ပြောင်းလဲသွားခဲ့ပြီးရေစီးကြောင်းသည်လည်းရေခဲများအဖြစ်သို့ပြောင်းလဲသွားခဲ့ပါတယ်သို့တော့သူသည်ဤအနေငယ်များသောအပူဖြင့်မလုံလောက်သေးပဲသူ့ရီစာကိုကြည့်လိုက်ပြီးတောင်းပန်ကသူမကိုထိလိုက်ပါတယ်ကောင်မလေးကရေခဲတုံးအဖြစ်ပြောင်းသွားပြီသူကတော့ပုံမှန်အတိုင်းပြန်ဖြစ်သွားအဲ့ဒီအချိန်မှသာသူပြန်ကောင်းလာဖို့တခုတည်းသောနီလန်ကတခြားသူတွေစီကအပူကိုစုပ်ယူဖို့ပဲဆိုတာအမျိုးသားကသဘောပေါက်သွားပါတယ်ဒါကြောင့်သူ့တငယ်ချင်းကိုရေကူးကန်ကိုလာဖို့ပြောလိုက်ပါတယ်ဒါပေမဲ့မိန်းကလေးကသူ့ရဲ့ထူးဆန်းတဲ့ပုံစံကြောင့်ကြောက်လန့်သွားပါတယ်သူမဟာမတော်တဆရေကူးကန်တဲ့ပြုတ်ကျသွားခဲ့ပြီးတစ်ဖက်ကန်းကိုအယူအမူရေကူးသွားခဲ့ပါတယ်ဒီအချိန်မှာပဲအမျိုးသားကတင်းငိမ့်စွာထိုင်ချလိုက်ကရေကူးကန်ကအပူကိုစုပ်ယူလိုက်ပါတယ်နောက်ဆုံးအချိန်မိန်းကလေးရေကူးကန်တဲ့ကထွက်တော့မဲ့အချိန်မှာသူမရဲ့ခြေထောက်ကအေးခဲသွားပါတယ်အမျိုးသားကသူမစီကိုဖြည်းဖြည်းချင်းချင်းကပ်လာပါတယ်စူပါမန်ကအချိန်ကြီးရောက်ရှိလာခဲ့ပါတယ်စူပါမန်ကရေခဲကိုခွဲပြီးမိန်းကလေးကိုကယ်တင်ခဲ့ပါတယ်အမျိုးသားကအခွင့်အရေးယူပြီးစူပါမန်ရဲ့အပူကိုစုပ်ယူဖို့ကြိုးစားခဲ့ပါတယ်ရလာအနေနဲ့စူပါမန်ကသူ့ကိုတိုးထုတ်လိုက်ပါတယ်